လောကမှာလူတွေပြောလေးရှိကြတယ်မိကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်ဆိုတာအတိမပြုကြသို့တော့မိကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲမိကောင်းဆွေကောင်းရဲ့အတိပ္ပယ်ကိုဖော်ထုတ်တဲ့အခါမှာကြတော့လွဲချော်မှုတွေရှိကောင်းရှိလိမ့်မယ်နော်သို့မဟုတ်မိကောင်းဆွေကောင်းကိုတရုပ်ဖော်တဲ့အခါမှာမပြည့်မစုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်မိကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာတော့လူတိုင်းလက်ခံတယ်ဘယ်ပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲဆိုတာကြတော့မသိနိုင်ကြဘူးပေါ့မိကောင်းဆွေကောင်းလိုအပ်တာဘယ်အတိုင်းအတာအထိလိုအပ်တယ်လဲမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးပွားရေးအတွက်လည်းမိကောင်းဆွေကောင်းလိုအပ်တာပဲတန်တရားဝကလွတ်မြောက်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းမိကောင်းဆွေကောင်းလိုအပ်တာပဲလောကီရေးကိစ္စဖြစ်ဖြစ်လောကုတ္တရာရေးကိစ္စဖြစ်ဖြစ်မိကောင်းဆွေဟောင်းဟာအမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်မြတ်စွာဘုရားကကြီးပွားတိုးတက်ဖို့အတွက်အင်္ဂါနှစ်ချက်ဖော်ပြထားတာရှိတယ်လောကသံတရားနှစ်ဖြာကြီးပွားရေးအတွက်နံပါတ်1မိကောင်းဆွေကောင်းရှိရမယ်ဒါကအပြင်ဘက်ကအကြောင်းတရားလို့ခေါ်တယ် external condition အပြင်ဘက်ကအကြောင်းတရားနောက်တစ်ခုကယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်တတ်မှုဆိုတဲ့အကြောင်းတရားလည်းလိုအပ်တယ်အပြင်အကြောင်းတွေကဘလောက်ကောင်းကောင်းယောနိသောမနတိကာရလို့ဆိုတဲ့ internal condition မကောင်းဘူးဆိုလို့ရှိရင်လည်းကြီးပွားတိုးတက်ဖို့မရနိုင်ဘက်ဆုံးလိုအပ်တယ်လို့မြတ်စွာဘုရားနေရာတိုင်းမှာမြတ်စွာဘုရားအကြောင်းကိုနှစ်ခုဟောလေးရှိပါတယ်သေချာသတိထားခြင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားအတွင်းကအကြောင်းတရားအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှထုတ်လုပ်လို့ရတယ်ဒါအသိသဘာဝကြတယ်ပဲလောကလည်းဒီတိုင်းပဲလေအဲ့တော့နိဗ္ဗာန်ချမ်းသာလို့အလွန်လက်လန်းမမီတဲ့သံဃာဝကလွတ်မြောက်တဲ့ချမ်းသာဒုက္ခမျိုးတောင်ကလျာဏမိတ်တဟာအရေးကြီးသေးတယ်ဒါတော့အရေးပါတဲ့ကိစ္စတောင်ကလျာဏမိတ်တပါရသေးတယ်သမ္မာလောကီရေးကိစ္စတွေမှာလည်းပဲကလျာဏမိတ်တအကျိုးပြုမယ်ဆိုတာအမတန်မှထင်ရှားတယ်ပေါ့ဒါကြောင့်မလို့မိကောင်းဆွေကောင်းသိဖို့လိုတယ်မိကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်အားလုံးကလက်ခံတယ်မိကောင်းဆွေကောင်းပေါင်းသိရမယ်ဆိုတာအသိဉာဏ်ရှိတဲ့လူတိုင်းကလက်ခံတယ်သို့တော့ကိုပေါင်းနေတဲ့မိတ်ဆွေဒီတကယ်မိကောင်းလားဆွေကောင်းလားဆိုတာကြတော့လူတိုင်းမသိကြဘူးအဲ့ဒါကြောင့်မိကောင်းထင်ပြီးတော့ပေါင်းသိဆက်ဆံနေကြတာတွေအများကြီးရှိတယ်နော်မိကောင်းဆွေကောင်းမဟုတ်ဘူးသို့တော့ကိုကမိကောင်းဆွေကောင်းထင်တယ်မိတ်ဆွေဆိုတာအာကြီးတဲ့မိရအကြောင်းတစ်ခုလို့ဥပနိဒေယပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်အာကြီးတဲ့မိရတစ်ခုပဲကောင်းပြီမိကောင်းဆွေကောင်းဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာမိတ္တသုတ်ဆိုပြီးတော့ဟောထားတာရှိတယ်အဲ့ဒီထဲမှာပေါင်းသင်တိုက်တဲ့မိတ်ဆွေတဲ့မိကောင်းရဲ့သင်ပြင်လက္ခဏာမိကောင်းဆိုတာလူဆိုးလူကောင်းဆိုတာရုပ်ကြည့်ုံနဲ့သိပါမလားအပေါ်ယံကြည့်ုံနဲ့တော့မသိဒါကြောင့်ငယ်ငယ်တော့ပြောကြတယ်မင်းလူဆိုးဆိုတာဂျိုနဲ့မှမဟုတ်တာဘယ်သိလဲနော်ဂျိုပေါက်နေရင်တော့သိရင်သိမှာပေါ့အဲ့ဒါကြောင့်မလို့လူမြင်ုံနဲ့ဒီလူကလူကောင်းလားလူဆိုးလားသိလို့မရဘာနဲ့သိရတော့ဆိုသူ့ရဲ့လောက်ရက်ပုံမူတည်ပြီးတော့သိရတယ်သူလှုပ်တဲ့လောက်ရက်တွေကိုကြည့်ပြီးတော့ဒီလူကလူကောင်းလားလူဆိုးလားဆိုခွဲခြားသိတယ်အဲ့တော့မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့အကဲခတ်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်နံပါတ်1ကပါတော့ဆိုဒုဋ္ဌတံတဒါတိပေးနိုင်ခဲ့တဲ့အရာကိုကိုယ်မှအကူအညီလိုနေလို့ပေးနိုင်ခဲ့တဲ့အရာကိုပဲဆွမ်းလွတ်ပြီးတော့ပေးထပ်လို့ရှိရင်ဒါမိကောင်းဆွေကောင်းပဲဒုက္ကရံကရောတိတမ္မာပုဂ္ဂိုလ်တွေလုံးဖို့မလွယ်ဘူးလုံးနိုင်ခဲ့တဲ့အရာကိုပဲလုပ်ပေးတယ်ဆိုလို့ရှိရင်လည်းမိကောင်းဆွေကောင်းပဲတဲ့ဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကဒုက္ခမံခမတိတကယ်သိခံနိုင်ခဲ့တဲ့အရာ
အမှန်ပုဂ္ဂိုလ်တွေသိမခံနိုင်ဘူးသိခံနိုင်ခဲ့တဲ့အရာကိုပဲသိခံတတ်တယ်ဆိုလို့ရှိရင်ဒါမိကောင်းဆွေကောင်းမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တသုတ်မှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးတော့ဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိကောင်းဆွေကောင်းအခုလောကမှာအများဆုံးကယာရုလေးရှိရင်ပေါင်းကြတယ်ပိုက်ဆံလေးရှိရင်ပေါင်းကြတယ်ယာရုလည်းကြာသွားရောမမြင်ကြအောင်ဆောင်ဆင်းရဲမွဲတေဒေဝါလီခံသွားတာနဲ့တပြိုင်နက်မမြင်ကြအောင်ဆောင်ဟုတ်ကဲ့လားအဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါအများစုဒီယာရုကိုပေါင်းအများစုဒီငွေကြေးဒနာကိုပေါင်းဒီပုံစံမျိုးဖြစ်တယ်ပေါ့ဒါလောကကြီးရဲ့သဘာဝကထိတိုင်းပဲเนาะအဲ့တော့မိကောင်းဆွေကောင်းဖြစ်ဖို့ရဆိုတာအမှန်တမ်းအရေးကြီးကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်အာဗရာတုနဝိသဟတိဒုက္ခရောက်နေတဲ့အချိန်မှာစွန့်ပြီးမသွားဘူးတဲ့အဲ့ဒါမိကောင်းဆွေကောင်းလို့ပြောတယ်ငယ်ငယ်တုန်းကပုံမြင်လေးတစ်ခုဖတ်ရတယ်အမှန်တမ်းမှတ်သားစရာကောင်းတဲ့ပုံမြင်အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ခုတကယ်ချင်း2ယောက်တောအုပ်ကြီးတစ်ခုကိုဖြတ်တန်းသွားတယ်တယောက်ကတနတ်ပါလက်နဲ့ပါတယ်တယောက်ကမပါဘူးတနတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်ပဲတွေ့တွေ့ကြားပဲတွေ့တွေ့ဘာကောင်ပဲတွေ့တွေ့ဟောကာကွယ်နိုင်တယ်ပေါ့ဘယ်ကောင်မှမကြောက်ဘူးသူကအဲ့လိုပြောလို့မှမဆုံးသေးဘူးလမ်းခွေတခွေကဝက်ဝင်ကြီးရဲ့ဘွားကနေပေါ်လာအဲ့ဒီချိန်မှာဘာလို့တုံးဆိုတော့သူတငယ်ချင်းကဘာလက်နဲ့မှမပါရှာဘူးသူကတနတ်ကြီးနဲ့ဝက်ဝင်ကြီးလည်းတွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလေရောလက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်နော်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်ကိုလွတ်ယုံပြီးထွက်ပြေးသွားတယ်တဏှာနဲ့မကာကွယ်တယ်ပြောလို့မှအတန်မတိတ်သေးဘူးဝက်ဝင်နဲ့ပဲပဲမှတွေ့တိတ်လို့မရတဲ့အနေအထားမျိုးပါကာရုပ်ခနဲ့ဆိုသူကအရင်မြင်တာဟိုလူကမမြင်ဘူးသူတငယ်ချင်းတတိတောင်မပေးဘူးဆိုရုပ်ခနဲ့ထွက်ပြေးသွားတငယ်ချင်းလုပ်တဲ့လူကတိမ့်ဖို့အချိန်မရတော့ဘူးအဲ့တော့သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့လှဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောဆောင်ပြီးတော့နေလိုက်ရတယ်ပြေးဖို့ကအချိန်မရလိုက်အဲ့ဒီအချိန်မှာဝက်ဝင်ကြီးကအနန္တလာပြီးတော့ခေါင်းကိုရှာနဲ့ရက်တယ်ဟိုနန်းဒီနန်းလှုပ်တယ်ပေါ့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှိရဲဘူးငြိမ့်နေတာလှုပ်လိုက်ရင်တော့ကြိုက်တော့မှသိချာအဲ့ဒါလိုငြိမ့်နေတဲ့အခါကျတော့ဝက်ဝင်ကြီးကလက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝက်ဝင်ကြီးကသူ့လမ်းသူလျှောက်သွားဝက်ဝင်ကြီးတကယ်ကွယ်သွားပြီဆိုတော့မှဟိုတဏှတ်နဲ့ကောင်မှတစ်ပက်မောကနေဆင်းလာတယ်ဆင်းလာပြီးတော့တငယ်ချင်းမင်းဝက်ဝင်ကြီးကတူတူနဲ့ဘာပြောသွားတာတော့ဘာပြောသွားတာတော့ဆိုတော့ဟိုလူကပြောတယ်အေးဝက်ဝင်ကြီးကငါနာနာကပြောသွားတာတော့မိတ်ဆွေတငယ်ချင်းမပီတာတဲ့အကောင်မျိုးနောက်ဘယ်တော့မှမပေါင်းနဲ့လို့ပြောသွားတယ်အဲ့ဒါလိုပြောသွားတယ်အရေးကြုံလာပြီးတော့နှစ်ဦးပေါင်းပူးပေါင်းပြီးတော့ခုခံမယ်မရှိဘဲနဲ့အဲ့ဒါလိုကိုလူယုံသွားတဲ့အကောင်မျိုးဘယ်တော့မှမပေါင်းနဲ့လို့ဝက်ဝင်ကြီးကသူ့မှားသွားတယ်လို့ပြောတဲ့အလုံးမသားစရာကောင်းတဲ့ဟာအဲ့ဒါကိုပြောတာအာဗရာတုနသဟတိဒုက္ခကြုံလာတဲ့အခါမှာစွန့်ပြီးတော့သွားတာမျိုးဖြစ်ရဘူးတဲ့မေတ္တာမိကောင်းဆွေကောင်းဒါဘုရားဟောထားတဲ့ထဲကမိကောင်းဆွေကောင်းတစ်ခုပဲဆိုမြတ်စွာဘုရားပေါင်းရမယ့်ပုဂ္ဂိုလ်တွေကိုဟောထားတာရှိသူဟထမိတ္တာတကယ်ကိုစိတ်ရင်းနှလုံးရင်းကနေကောင်းတဲ့ပုဂ္ဂိုလ်မျိုးသူဟထကောင်းစိတ်နှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်သူဟထလို့ခေါ်တယ်စိတ်နှလုံးကောင်းရှိတဲ့မိတ်ဆွေပါတော့နံပါတ်1ကဥပကာရမိတ်ဆွေတဲ့ကျေးဇူးပြုတတ်တဲ့မိတ်ဆွေကိုယ့်ရဲ့အပေါင်းအသင်းတစ်ယောက်ဟာဆိုပါစို့အယက်သေးစာတောက်ပြီးမူးမေ့နေရင်တောင်မှပဲအယက်မူးပြည်စီထိအောင်သူ့အန္တရာယ်မဖြစ်အောင်စောင့်ရှောက်ပေးတယ်တဲ့ဟောမကောင်းတာလုပ်တာတောင်စောင့်ရှောက်ပေးတာနော်မိတ်ကောင်းဆွေကောင်းကအဲ့လို
သူပစ္စည်းတွေအထိန်သိမ့်မရှိဘူးဆိုလို့ရှိရင်မြင်တာနဲ့သိမ့်ပေးတယ်ကုညီပေးတယ်ဟောအဲ့ဒီပုဂ္ဂိုလ်မျိုးကဥပက္ခရာကျေးဇူးပြုတဲ့ပုဂ္ဂိုလ်မျိုးတစုံတစ်ခုဘေးရန်ကြုံလို့ကိုမိတ်ဆွေကိုပေါင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသိကြောက်လန့်နေလို့ရှိရင်လည်းအာဘိစကားပြောတယ်ကိစ္စရှိလို့ရှိရင်လည်းဝိုင်းကူပြီးတော့ဆောင်ရွက်တယ်ငွေကြေးတနာလိုတာကစပြီးတော့အကူအညီထောက်ပံ့ပေးတယ်အဲ့ဒီလိုမိတ်ဆွေမျိုးကြတော့ဥပက္ခရာမိတ်ဆွေစစ်ပါတဲ့ဒါလောကကြီးပွားရေးအတွက်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးပေါင်းတင်ရမယ်တဲ့နောက်မိတ်ဆွေတစ်ခုကဘာလို့ဆိုတမာနဒုက္ခဒုက္ခတမာနဆိုတာတူညီသောဒုက္ခဒုက္ခချမ်းသာဆင်းရဲချမ်းသာလည်းအတူတူပဲဆင်းရဲလည်းအတူတူပဲနော်အဲ့ဒီလိုတူညီတဲ့စိတ်ထားရှိတဲ့မိတ်ဆွေခုခေတ်ပြောကြတယ်မဟုတ်လားအေးအတူပူအမြနော်အေးအတူပူအမြချမ်းသာရင်လည်းတို့အတူတူပဲဆင်းရဲရင်လည်းအတူတူပဲမခွဲမခွာတူတူအကျိုးပြုပြီးတော့နေကြတဲ့မိတ်ဆွေမျိုးတွေကိုတမာနဒုက္ခဒုက္ခလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေမျိုးကကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုလည်းပဲအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပြောတယ်ကိုယ့်ရဲ့လျှို့ဝှက်ချက်တခါတလေလျှို့ဝှက်ချက်ဆိုတာလူကနှုတ်ထဲကထုတ်မပြောရလို့ရှိရင်မနေနိုင်တော့အောင်ဖြစ်တယ်အဲ့တော့ထုတ်ပြောရမှာဆိုလို့ရှိရင်အဲ့ဒီလိုမိတ်ဆွေမျိုးမှပြောတဲ့တယ်ပေါ့သူ့ရဲ့လျှို့ဝှက်ချက်ကြတော့လေလျှို့ဝှက်ပြီးတော့ပေးတယ်အပြင်ကိုမပေါက်ကြအောင်ထိမ့်ပေးတယ်ပေါ့ဒုက္ခကြုံလာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူးခုနကဘွဲ့ဝင်ကြီးကမှားသွားတဲ့ပုဂ္ဂိုလ်မျိုးဒီလိုလူမျိုးမပေါင်းနဲ့ဆိုတာဒုက္ခကြုံလာလို့ရှိရင်စွန့်ပစ်သွားတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ရဘူးတဲ့နောက်ကိစ္စဝိစ္စတွေ့လာလို့ရှိရင်ကိုယ်တိုင်ကအသက်ဆုံးပြီးတော့ကာဝယ်ပေးတယ်အဲ့ဒီမိတ်ဆွေမျိုးကတော့တမာနဒုက္ခဒုက္ခမိတ်ဆွေလို့ခေါ်တယ်နောက်မိတ်ဆွေတစ်ခုကဘာလို့ဆိုရင်အထက်ခါကြီးအကျိုးစီးပွားကိုဟောပြောပြသတတ်တဲ့မိတ်ဆွေဆရာသမားလိုမိတ်ဆွေမိတ်ကောင်းဆွေကောင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ့်ရဲ့မိတ်ဆွေတယောက်ဟာမကောင်းတာလုပ်နေလို့ရှိရင်ဟာမလုပ်နဲ့တားတယ်မရရအောင်တားတယ်ကောင်းတာလုပ်ဖို့အတွက်လည်းပဲသူကအားပေးတိုက်တွန်းတယ်အထက်ခါကြီးမိတ်ဆွေအသေးစမ်းနေဟောပြောပေးတယ်ကောင်းရာဘုံကိုရောက်အောင်ပြောပေးတယ်အထက်ခါကြီးနောက်ဆုံးမိတ်ဆွေတစ်ခုကတော့ဘာလို့ဆိုရင်အနုကမ္ပကတဏှာဆောင်ရှောက်တတ်တဲ့မိတ်ဆွေတဲ့တဏှာဆောင်ရှောက်တတ်တယ်ဆိုတာကိုယ့်မိတ်ဆွေအပေါင်းအသင်းတယောက်ပျက်စီးနေပြီဆိုရင်စိတ်ထဲမှာဝမ်းသာလူတွေကတစ်ဖက်သားပျက်စီးရင်ကြိတ်ပြီးဝမ်းသာတတ်တယ်နော်ဗဇက်ကသာဝမ်းသာဘူးပြောပြီးမယ်ကြိတ်ပြီးဝမ်းသာတတ်တယ်ကြီးပွားတိုးတက်နေရင်လည်းတကယ်ကြိုက်တယ်ပေါ့နှစ်သက်တယ်ဆိုလိုတာကအိတ်တာမရှိဘူးမစ္စရိယမရှိဘူးမုဒိတာရှိတယ်လို့ဒီလိုပြောတာကိုမိတ်ဆွေရဲ့အပြစ်ကိုတစ်ဖက်သားကပြောလို့ရှိရင်မပြောဖို့တားတယ်ကိုမိတ်ဆွေတယောက်ကကိုရဲ့မိတ်ဆွေရဲ့ဂုဏ်ကျေးဇူးတကားကိုပြောတယ်ဆိုရင်ဖြည့်ဆက်ပြီးတော့သူကပြောပေးတယ်ဒီလိုတချို့ကြတော့ချီးမွမ်းစကားပြောလို့ရှိရင်မကြိုက်နိုင်ဘူးမကြိုက်နိုင်တဲ့အခါကျတော့မင်းသိတာကဒါလေးကိုကွာမင်းမသိတာလေးရှိသေးတယ်လို့ဘာလို့ညာလို့နဲ့ထည့်လိုက်သေးတာပဲအဲ့တော့မိတ်ဆွေစစ်ဆိုတာမျိုးကြတော့တကယ်ကိုကိုယ့်ရဲ့မိတ်ဆွေပေါ်မှာတဏှာဆောင်ရှောက်တတ်တယ်ပေါင်းလိုက်တဲ့အခါကျတော့ဥပက္ခရာလို့ခေါ်တဲ့ကျေးဇူးပြုတတ်တဲ့မိတ်ဆွေတမာနဒုက္ခဒုက္ခဆိုတဲ့အေးအတူပူအမြဆိုတဲ့မိတ်ဆွေတွေအထက်ခါကြီးကောင်းကျိုးချမ်းသာတွေကိုဟောပြောပေးတတ်တဲ့မိတ်ဆွေအနုကမ္ပကတဏှာဆောင်ရှောက်တတ်တဲ့မိတ်ဆွေတဲ့အဲ့ဒီမိတ်ဆွေမျိုးဟာတကယ်မိတ်ကောင်းဆွေကောင်းဖြစ်ပါလေမိမိကိုယ်တိုင်ကလည်းအဲ့ဒီလိုမိတ်ကောင်းဆွေကောင်းဖြစ်ဖို့ကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်ပါတယ်ကိုပေါင်းတဲ့မိတ်ဆွေတွေကလည်းအဲ့ဒီလိုမိတ်ဆွေမျိုးဖြစ်တင်ပါလေလို့ဒါကြောင့်မို့ဒီကနေ့ညဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲကနေပြီးတော့မိတ်ဆွေအတုဆိုတာဘာလဲမိတ်ဆွေအစစ်ဆိုတာဘာလဲမိတ်ကောင်းဆွေကောင်းဆိုတာဘာလဲလောကမှာပေါင်းသင်းဆက်ဆံရေးတဏှာကြီးပွားရေးပဲဖြစ်စေလောကကြီးပွားရေးပဲဖြစ်စေတရားဓမ္မနဲ့ပတ်သက်တဲ့ကြီးပွားရေးပဲဖြစ်စေမိတ်ဆွေကောင်းနဲ့မိတ်ကောင်းဆွေကောင်းနဲ့ခင်းပြီးတော့မကြီးပွားမတိုးတက်နိုင်ဘူးဒါကြောင့်မိတ်ကောင်းဆွေကောင်းဆိုတာအမှန်တမ်းလိုအပ်တယ်အင်အားကြီးလာတဲ့ external condition အပြင်ကအကြောင်းတရားဖြစ်တယ်ဆိုတာလက်ခံပြီးမိတ်ကောင်းဆွေကောင်းမိမိတို့ကိုယ်တိုင်ကလည်းအများရဲ့မိတ်ကောင်းဆွေကောင်းဖြစ်အောင်ကြိုးစားကြဖို့မိမိတို့ပေါင်းတဲ့ပုဂ္ဂိုလ်လည်းပဲတကယ်မိတ်ဆွေကောင်းတွေဖြစ်ဖို့ဆိုတာအာယုထားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း